Facebook မှာ follower တန်းကြီးရဖို့လုံးဝမခက်ပါဘူးခင်ဗျာဘလို့လောက်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာတေချာပြပေးပါမယ်အဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာ let's go follower 1000 follower 1000မြန်ပြည့်ကျင်တော့ကိုယ့်ရဲ့ Facebook ကောက်တဲ့အရင်ဝင်လိုက်ပါအရင်ဆုံးဒီမှာတွေ့ရပါလိုက်မယ်အပေါ်ဟာတွေကအောက်ကိုရောက်နေပါတယ်เนาะစူးကခောက်သွားတာတော့မသိဘူးเนาะအဲ့ဒီ group တွေကိုကျွန်တော်တခါတည်း link တွေကိုကျွန်တော်လှုပ်ပေးထားပါတယ်เนาะ link တွေလှုပ်ပေးထားတယ်အဲ့ဒါကဘယ်နားလေးမှာလဲဆိုတော့ကျွန်တော်ပြပေးမယ်เนาะဟုတ်ကဲ့ဒီမှာပါခင်ဗျာဒီမှာဒါကျွန်တော်ထောင်ထားတဲ့ group ပါเนาะဒါကျွန်တော် group ထဲမှာလူက10ယောက်လောက်ပဲရှိရဗျာဒါပြင်10ယောက်လောက်ရှိတာမှဝင်နေထားကြတဲ့လူတွေရှိသေးတယ်เนาะဒီမှာကျွန်တော် group ထဲမှာကျွန်တော်ပြပေးမယ်ဒီမှာဒါတော့မှဝင်နေထားကြတဲ့လူတွေအများကြီးပဲเนาะဒီမှာကြည့်လိုက်ဒီမှာကြည့်လိုက်ဒီမှာဒီ link တွေဗျာဒီ group link တွေဒီ group link တွေကတော်တော်လေးကိုဒီ group တွေကလူတွေကလည်းတော်တော်လေးကိုသဘောထားကောင်းတယ်ဗျာเนาะတော်တော်လေးကိုစိတ်သဘောထားပြည့်တယ်เนาะဒီ link တစ်ချက်နှိပ်လိုက်မယ်ဗျာเนาะတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်တို့ဒီမှာဒီ group ထဲရောက်သွားမယ် group ထဲရောက်သွားရင်ကိုကဘာလုပ်ရမလဲဆိုတော့ဒီမှာဒီနားလေးမှာ something right something တဲ့ဇုံတစ်ခုရေးပါဆိုတဲ့နေရာမှာကိုကဒီမှာအချက်ရေးမယ်ပေါ့ဗျာဒီမှာဒီကောင်းလေးတစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်လိုက်ယူရင်မှာကိုလိုချင်တဲ့ color လေးကိုယူမယ်ယူပြီးတဲ့အခါကျရင်ကိုကဒီမှာရေးမယ်ပေါ့ဥပမာပေါ့နော် follow to follow ပေါ့follow to followအပြန်လှန်လောက်ကြမယ်ပေါ့ဗျာเนาะပြန်မဖြုတ်ကြေးပေါ့ပြန်မဖြုတ်ကြေးเนาะလုံးဝချင်းမဟုတ်ဘာညာပါဗျာသိရမလားလုံးဝချင်းမဘူးပြီးသွားပြီဒါဆိုရင်ဒီမှာ down နှိပ်လိုက်เนาะပြီးရင် post လေးတင်လိုက်ဒါပဲเนาะဒီမှာသူပြည့်ရဲ့အထိလေးကိုစောင့်ပေးလိုက်ဗျာဒီလိုပုံစံမျိုးပဲ group တွေအဲ့မှာကျွန်တော်ပေးထားတဲ့ link မှာရှိတဲ့ group တွေကိုအကုန်လုံးကိုလိုက်ချိတ်ထားပြီဗျာเนาะတနေ့ကိုဒီလိုပုံစံမျိုး group တစ်ခုကိုတစ်ခုပုံမှန်တင်အနည်းဆုံးဗျာ4-50ရက်တစ်လလောက်တော့ပုံမှန်တင်လိုက်မယ်ဆိုရင် follower တန်းကြီးက easy ပဲကျွန်တော်ကိုယ်တိုင်လဲ follower 400ကျော်ကနေစခဲ့ရဗျာအခုဆိုရင် 1.4k ရှိသွားပြီဗျာเนาะအဲ့လို follower 1000လောက်ရဖို့3-4ရက်ထဲလုပ်လိုက်ရတယ်ဗျာเนาะ follower 1000ဆိုရင်တော့ဒီ4-50တစ်လလောက်ကောင်းလေး try လိုက်မယ်ဆိုရင်တော့เนาะလုံးဝအဆင်ပြေပါတယ်เนาะဒီလိုပုံစံမျိုးပါပဲဒီမှာတစ်ချက်ထွက်မှာဗျာဒီမှာနောက် group တစ်ခုဒီမှာဒီလိုပဲဒီကောင်နဲ့ဒီလိုပဲသိရမလားဒီနားမှာတစ်ခုရေးမယ်အဲ့လိုပဲဒီမှာသူများတင်ထားတယ်မှာကြည့်လိုက်အပြန်လန်ကိုကြီးရမှန်နဲ့လာခဲ့ဒီမှာเนาะဒီမှာကြည့် comment box တွေမှာဝင်ကြည့်လိုက်comment box တွေမှာဝင်ကြည့်လိုက်ဒီမှာ show เนาะ comment box တွေမှာဝင်ကြည့်ဒီမှာ show ဒီမှာအဲ့ဒါအကုန်လုံးအပြန်လန်လောက်ထားတဲ့လူတွေကြီးပဲเนาะဒီမှာကြည့်လိုက်အပြန်လန်ကိုကြီးကြပါစို့လို့ဘာညာတရာကသိရမလားအများကြီးပဲဒီထဲမှာဘယ်သူတွေရှိလဲဆိုတော့ Facebook monetization ရှောက်နေတဲ့သူတွေ Facebook monetization အတွက် follower တန်းကြီးလိုနေတဲ့သူတွေအများဆုံးရှိတယ်เนาะဒီမှာလည်း group တစ်ခုเนาะဒီမှာဆိုကျွန်တော်ကလုံးဝ share group တွေကြီးပဲပေးထားတာเนาะဗါတဲ့ဇူဇူပြောတဲ့ follower တန်းကြီးကားတဲ့လူညီမြန်ပါတယ်အားလုံးအပြန်လန်ကူညီကြမယ် right လုံးဝမှန်တယ်အဲ့လိုပုံစံမျိုးပဲလုပ်ပါเนาะလုံးဝမိုက်ပါတယ်เนาะ follower 1000မပြည့်သေးတဲ့သူတွေဒီ post မှာဆိုကြမှာကြည့်လိုက်ကြမ်းဒီမှာကြည့်လိုက်ကြပါအောင်ဗျာเนาะဒီမှာကြည့်လိုက်ကြပါအောင်ဒီမှာကြည့်လိုက်ဝင်မှတ်နိုင်သူပဲဟိုပါလဲ1.2k ရှိတယ်ဗျာเนาะမှာအပြန်လန်ကူညီကြမယ်လို့ဘာတို့အညာတို့အစုံပဲဗျာသိရမလားဒီမှာအဲ့ဒါကြောင့်မလို့ကျွန်တော်အခုပေးတဲ့ group link တွေကိုဝင်လိုက်ကျွန်တော် group link ပေါ့ဗျာအဲ့ link တွေကိုဝင်လိုက်ဝင်ပြီးတဲ့အခါကျရင်ကျွန်တော်ဒီမှာပြထားတဲ့ link တွေကိုအကုန်လုံးဝင်ပြီးတော့အမှ invite လုပ်လိုက်ပါเนาะဒီ group နဲ့ချိတ်လိုက်ပါ join လိုက်ပါဒီ group join ပြီးတဲ့အခါကျရင်ကျွန်တော်ဒီမှာပေးထားတဲ့ link တွေကိုအကုန်လုံးတစ်ခုချင်းစီကိုယူပြီးတော့တင်လို့ရပါတယ်ခင်ဗျာเนาะယူပြီးတင်ရင် follower တန်းကြီးဆိုတာ4-50ရက်တစ်လလောက် try လိုက်မယ်ဆိုရင်တော့လုံးဝเนาะ follower တန်းကြီးဆိုတာ easy ပါ view တွေလည်းများမယ်เนาะကဲဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာเนาะကဲဟုတ်ကဲ့ဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးအတွက်အကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်ရှုံးကြည့်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို share ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ comment မှာလည်းတစ်ခုဝင်ခဲ့လို့ရပါတယ်ကဲအားလုံးပဲ follower တန်းကြီးအမြန်ဆုံးပြည့်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ် channel လေးကိုလည်း like and subscribe များလုပ်ပေးခဲ့ဖို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တော့ဟိတ်ထက်နိုင်ပါခင်ဗျာ